Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရီကဒူးရင်သီးကိုဥပါကဝယ်လာပေးရပေါ့နော်အဲ့ဒါလေးကိုစားမယ်ရှင်ဒူးရင်သီးမြင်တာနဲ့လူကအရန်ပျော်တာသိတာတော်တော်ရုပ်ပျော်တာဒူးရင်သီးကြိုက်တဲ့သူတွေပဲသိရခံစားချက်မျိုးပေါ့နော်အနဲ့လည်းတော်တော်လေးဆွဲဆောင်နေမှွေးနေရပဲရှင်သူ့ရသည်မဟုတ်ဘဲနဲ့စားတဲ့အချိန်မှာအပျော်ဆုံးပေါ့နော်ကဲဒူးရင်သီးဒီလိုအမွာအကြီးကြီးပဲပေါ့နော်အမွာအကြီးကြီးနှစ်မွာပါတယ်ဝယ်ခဲ့တာကတော့ဒီ6မိုင်ခွဲ marketplace ကဝယ်တာပေါ့နော်ဈေးတော့သူ kg နဲ့ရောင်းတာဆိုတော့ဒီနှစ်မွာကိုချိန်လိုက်တာ9000ခွဲကျော်လောက်တော့ကြာမယ်ဒါပေမဲ့လည်းစားမယ်ရှင်အရင်ကြိုက်တယ်ဆိုတော့လေဒူးရင်သီးဆိုလို့ရှိရင်လေမြန်မာသီးလားယိုရီးယားသီးလားဒူးရင်သီးမီဖုတ် cheese အုပ်လားဒူးရင်သီးပလိုလားဒူးရင်သီးဟိုမှာဒီဖြော်ရည်တွေလားအဲ့လိုမျိုးပေါ့နော်ဒူးရင်သီးနဲ့ပတ်သက်ရင်အကုန်ကြိုက်တာဒူးရင်သီးကိုကြိုက်တဲ့သူတွေပဲနားလေခံစားချက်မျိုးပေါ့နော်အရှမ်းပျော်တာအနဲ့လည်းမှုေးကြိုင်ရတယ်တအိမ်လုံးကဲအဲ့ဆိုလို့ရှိရင်တော့ဒူးရင်သီးလေးကိုစားတော့မယ်ရုပ်ကိုကြည့်ထားနော်ဘာရုပ်ဖြစ်အောင်လဲမသိဘူးကိုစားနေတော့ကိုပုံစံကိုတော့မမြင်မိဘူးကွယ်အခုအတန်သွင်းတော့မှပြန်ကြည့်ကြည့်မယ်ကဲအရင်ဆုံးနည်းနည်းစားမယ်ယောဂကြီးရပျော်တာအသားတွေပဲရှင်ဒူးရင်တည်းကမွန်ထောင်းမျိုးနဲ့ဝင်ဆိုတော့လေအသားများမယ်အသားထုံမယ်အစီကတော့သေးသေးလေးပေါ့နော်အရသာတော့ပမာတိလောက်တော့မချိုးပေါ့နော်ကဲပျော်တော့ပဲရှင်ကဲအဲ့ဆိုလို့ရှင် reset စားလိုက်ပါအောင်မယ်နော်ဒါကတော့ဘာမှမဟုတ်ပါဘူးရှင်ပျော်လွန်းလို့ရေတောင်မချိုးနိုင်ဘူး effect ထည့်ပြီးလာတင်လိုက်တာနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်တတာ